အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ review လုပ်ပေးသွားမှာပါ Active Fit ထဲက EFR 5X6L ဆိုတဲ့ဒီ model လေးပါကျွန်တော်ဒီကောင်လေးပြပေးမယ်ဒီကောင်လေးကျွန်တော်ရန်ကုန်ကမှားတာပါပစ္စည်းလေးရောက်လာပြီဆိုတော့ကျွန်တော်ပြပေးပါမယ်ခင်ဗျာ Okay ကောင်လေးပါပါတယ်ပါမယ်ကြည့်ရအောင်ကျွန်တော်တို့Rani စာရွက်ပါပါတယ် manual book ပါပါတယ် manual book ပါတယ် Rani စာရွက်ပါပါတယ်ကောင်းပြီပါလေသာကျိုးလေးနဲ့ပေါ့နော်ဒီကောင်လေးလေသာကျိုးလေးနဲ့ပါခင်ဗျာဒီပါကောင်းပြီပါခင်ဗျာဒီကောင်လေးရတယ်ကျွန်တော်တော်တီ3လုံးပေါ့နော်တော်တီ3လုံးကိုမှ channel graph ပါပါတယ်တော်တီ3လုံးကို channel graph ပါတာလေးကျွန်တော်ပြပါမယ်အောက်က channel graph အလုပ်လုပ်ပုံလေးပေါ့နော် step stop okay ဒိတ်တစ်ပေါက်ပါတယ်သူဒိုင်လေးကတော့ဒိုင်အနက်ကိုပေါ့သူကနောက်ကျွန်တော်ဒိုင်အလေထဲမှာရောင်ပြေးပေါ့အပြအောင်ရောင်ပြေးလေးပါတယ်ဒီကောင်ကမီးအရောင်တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဘယ်လိုပြောမလဲနေပူထဲမှာဖြစ်ဖြစ်ဒီအထက်ကပတ်ထားတဲ့အရောင်လေးရတယ်ကောင်လက်လေးနဲ့ဘယ်လိုပြောနိုင်ရီကိုပို့ပြီးပေါ်စေတယ်ပေါ့နော် case ကတော့ stainless steel case ပါ stainless steel case ကိုမှ leather ကျိုးနဲ့ပါဒါသူရဲ့ leather ကျိုးမှာလည်းကျွန်တော်တို့ဒါ original တစ်စိမ့်ပါပါတယ်နော် Edifit ဆိုတဲ့ original တစ်စိမ့်ပါပါတယ်သူရဲ့ leather ကျိုးပါအပေါ်ကဒီခေါင်းလေးက stainless steel ခေါင်းလေးပေါ့နော် case ကလည်း stainless steel ပါဒီဒီဇိုင်းလေးကတော့တော်တော်လေးကိုဆန်းပါတယ်တော်တော်လေးဆန်းပြီးတော်တော်လေးလှပါတယ်Edifit ကတော့ထုတ်လိုက်ရင်တော့ဒီဇိုင်းတွေဆိုပြိုင်ကားပုံစံကိုအခြေခံထားတဲ့ပုံမှာအမျိုးသားတွေပတိတက်ထုတ်တာနိုင်လည်းဖြစ်တော့ဘယ်လိုပဲဖြစ်အမျိုးသားအကြိုက်ပဲယောက်ျားလေးတွေတော်တော်များ Edifit ကိုမကြိုက်တဲ့ယောက်ျားတွေတော်တော်ခက်ရှားပဲကျွန်တော်နိုင်ဘယ်လိုပြောလဲဟို high bossy တွေပေါ့နော်အလုံးဝ branded အကြီးငွေဈေးအရင်ကြီးရတယ်ဆိုတော့နိုင်တွေပတ်တဲ့လူကြီးမင်းတွေတော့မှဒီ Edifit တစ်လုံးကတော့ရှိတယ် Edifit တစ်လုံးကတော့ရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တွေ့ sport type ဆန်ဆန်ပေါ့ racing type ပုံစံလေးထိုးရတဲ့ဟိုဘယ်လိုလဲချိုးရတဲ့ shape တွေအထက်ကဒိုင်ကွက်တွေအဲ့ဒါတွေဘယ်လိုပြောမလဲကျွန်တော်တို့ကား crazy တွေဆိုပို့ပြီးတော့ Edifit ကိုပူကြိုက်ဘာလို့လဲကျွန်တော်ကားကနေပြီးတော့တုံးတဲ့ဒိုင်ကွက်ပုံစံလေးပေါ့နော်အဲ့ကောင်လေးကိုအခြေခံပြီးတော့နောက်ဦးထွက်တဲ့ model ဆိုဒီစက်ပူလှဒီကောင်လေးဆိုလို့ရှိရင်တော့ဒါနည်းနည်းထွက်တာကြာပြီဖြစ်တဲ့ model တွေအဲ့တော့ဈေးသက်သာတယ်ကျွန်တော်ဒီမှာထွက်တာကြာပြီဖြစ်တဲ့ model တွေအတွက်ဈေးသက်သာတယ်ဒီကောင်လေးကျွန်တော်မှာမှဆို2,9500နဲ့ရပါတယ်2,9500ကျွန်တော်ဒီမှာအသက်သာဆုံးဟာကျွန်တော်ဈေးရတယ်ဘယ်လိုလဲဆိုတော့စုံစမ်းလို့ရတယ်အခုခေတ်ကဗျာကျွန်တော် Google ခောက်လိုက်လို့ရတယ် Google ခောက်လိုက်ရင်ဈေးသိရတဲ့ခေတ်ကြီးဗျာဘလို့လူမှာကျွန်တော်တို့ကဈေးအများကြီးတင်ရောင်းလို့ရတဲ့ခေတ်ကြီးလည်းမဟုတ်ဘူးကျွန်တော်အသက်သာဆုံးဆိုတော့ကျွန်တော်အမခံနိုင်တယ်ဒီ PC တွေပေါ့နော်အသက်သာဆုံးကျွန်တော်အမခံတယ်ဘာလို့ဆိုတော့ကျွန်တော် model number လည်းပါတယ် model number လေးကိုရိုက် Google search မှာ model number လေးကိုရိုက်လိုက်တာနဲ့ဘယ်ဈေးလဲဆိုတာကကျွန်တော်အသာလေးကြည့်လို့ရတယ်ပေါ့နော်အဲ့လိုခစ်ဖြစ်နေပုံမှာဈေးအများကြီးတင်ရောင်းနေတယ်ဆိုတာလည်းကျွန်တော်တို့ကအန်ဒိတ်ဖြစ်နေပြီပေါ့နော်အန်ဒိတ်အတွေးဖြစ်နေပြီကျွန်တော်တို့အဲ့ဒါဟိုဘယ်လိုပြောမလဲ old fashion ကြီးဖြစ်နေပြီဗျာအဲ့လိုဈေးတင်ရောင်းတဲ့ခစ်ကြီးလည်းမဟုတ်တော့ဘူး online မှာဈေးတွေတင်တယ်ကျွန်တော်ဆိုလို့ရှိရင်အများဘယ် post ဘယ်ရလဲတင်နေဈေးတင်တယ်ဈေးကိုကျွန်တော်အများထည့်ရေးတယ်ကျွန်တော်ဈေးသက်လာမေးစရာမလိုဘူးအဲ့မှာမှကျွန်တော်တင်တာကြာတဲ့ post တွေဖြစ်နေလို့ရှိရင်ဈေးအကွာနည်းနည်းပါးပါပဲဒါလည်းငွေစည်းအပြောင်းလဲကြောင်းနည်းနည်းပါကွာရင်ကွာမယ်ဒါလေးကျွန်တော်ဟုတ်ပြောရဆိုကျွန်တော်ဒါလေးဒိုင်လေးချက်တော့တိုင်ပြပေးမယ်ဒိုင်လေးသိရအောင်တခါလေးနောက်ဒိုင်လေးကကျွန်တော်တို့တော်ဒီပါအပါကျွန်တော်တိုင်းလိုက်မယ်တော်ဒီအပါဆိုရင်ဒိုင်က90ခင်ဗျဒါပေမဲ့သူ့ရဲ့ကျွန်တော်တို့ဒိုင်မဲတိုင်းမယ်ဆိုလို့ရှိရင်တော့45 46 45 46တော်ဒီပါလို့ရှိရင်50 mm ပေါ့45 46ဆိုတော့ဒါအမျိုးသားတယောက်ရဲ့လက်မှာဆိုလို့ရှိရင်တော့ဒါပို့ပြီးပေါ့ဘယ်လိုပြောမလဲတော်တော်လေးထင်းထင်းပေါ်ပေါ်လေးရှိတဲ့ site ပေါ့နော်ကျွန်တော်တို့ဟိုလိုလက်အရန်သေးအရန်ပိန်တဲ့လူကြီးမင်းတွေဆိုတော့နည်းနည်းအဆင်ပြေမှာတော့မဟုတ်ဘူးဘာလို့လဲဆိုတော့နည်းနည်းတိုင် site နည်းနည်းလေးထွားတယ်လို့ပြောလို့ရတာပေါ့နော်ဒါဆက်နည်းနည်းလေးကြီးတယ်တာမန်အမျိုးသားတယောက်ဆိုလို့ရှိရင်တော့ဝေးရတာပိုအဆင်ပြေတယ်ပုံပါလေးလည်းရှိပါတယ်ဒါလေးကနောက်မှလည်း stainless steel case နေနော်နောက်တွေ့ရအနုပြူလေးတွေလည်းဒီမှာကျွန်တော်ပါတယ်ဆိုတော့ညဘက်ဒီပိုင်းတည်ရညဘက်ဒီပိုင်းကျန်လဲနိုင်လက်တန်လေးကအမှောင်တော့မှဆိုတော့မီးလင်းတာပေါ့နော်ဒီကောင်လေးနောက်ပြီးတော့ဒီကောက်မှာကျွန်တော်တို့stainless steel case အစ်စ်ဖြစ်တဲ့ပုံမှာကျွန်တော်တို့ရေးဆိုတာတွေရေးစိမ်းတာတွေဆိုတော့တိတ်ပြဿနာမရှိဘူးဒီမှာ water resistance က100 မီတာထိရတာပေါ့နော်100 မီတာထိဒီကောင် water resistance လည်းရတယ်ကျွန်တော်တော့ battery life ကလည်းဒီကောင်လေးအနည်းဆုံး2နှစ်လောက်က AC လက်ကြည့်ကြမလို့ battery life ကလည်း2နှစ်လောက်က AC လက်ကြည့်ရပါတော့သူ life battery life warranty က3နှစ်ပေးထားတယ်ဒါပေမဲ့ तू က2နှစ်လောက်ကတော့ကျွန်တော်အမခံလို့ရတယ်2နှစ်လောက်ကတော့ဘာထည့်ကြည့်ကြမလို့ကျွန်တော်ဒီမှာမှားမယ်ဆိုလို့ရှိရင်စပိုင်းဆိုင်ရာ warranty ကျွန်တော်2နှစ်ပေးထားပါတယ်စပိုင်းဆိုင်ရာ warranty ကျွန်တော်2နှစ်ရပါတယ်deposit 20% တော့တူလဲပေးဖို့လိုပါတယ်ကျန် 80% အအောင်ငွေချေရပါတယ်ခင်ဗျ
ငွေအပြည့်ကြိုလွှဲပေးတယ်ဆိုလို့ရှိရင်တော့ delivery charge လုံးဝပေးကြမလို့ပေါ့နော်ဒါတော့ကျွန်တော်ရဲ့ system ပေါ့ကျွန်တော်ဒီမှာကျွန်တော်ဈေးရောက်တဲ့ system ပေါ့နော် deposit တော့ပေးကြမလို့ပါဘူးကြည့်ပြကျေးဇူးတင်ပါတယ်ကျွန်တော်ခင်ဗျကိုဖြုတ်ပါ bye bye